ဒီညမငငယ်ထုံးကမေးထားလို့ပါနော်အကိုရေးတဲ့ဈေးနဲ့3လမ်းကျော်မှနေပါတယ်တဲ့နော်အိမ်ရှိမှာတဲ့ဆိုင်လေးစောက်ထားပါတယ်တဲ့စာရေးကရိယာနဲ့စာရေးကရိယာနဲ့တဲ့အေးမို့အလှကုန်ရောင်းဖို့စဉ်းစားထားပါတယ်ရှင်တဲ့အစဉ်ပြေနိုင်မလားအကိုရေးတဲ့ဖြေပေးပါဦးရှင်တဲ့လွဲတော့လွဲနေအကူကစားတော့ကုံစုံကုံကြောက်ကိုအဓိကထားရောင်းတဲ့လူဆိုတော့ဒီဟာနဲ့တော့လွဲနေတာပေါ့နော်ရောင်းမဲ့ပစ္စည်းတွေနဲ့တော့ဒါမနဲ့အကူဖြေပေးပါမယ်အိမ်ဆိုင်ဆိုတဲ့ခေါင်းစဉ်အောက်မှာဒီဟာတွေကလည်းအကျုံးဝင်နေဆိုတော့အကိုတီးသလောက်အကိုပြောပြပေးပါမယ်ညမပြောတယ်ဈေးနဲ့3လမ်းလောက်ပဲကွာတယ်ဆိုတော့ဈေးနဲ့အရန်မဝဲဘူးအဆင်ပြေတယ် location ကောင်းတဲ့ပုံစံမှာရှိတယ်နောက်ပြီးတော့ရောင်းမဲ့ပစ္စည်းတွေဒီစာရေးကရိယာမုံမျိုးစုံအေး cosmetic ဖြစ်တဲ့အတွက်ကြောထောင်းနောက်ခံရက်ကွက်တာရှိရင်ညီမအဆင်ပြေပါနော်ကျင်းတဲ့ပေါက်အဆင်ပြေပါနော်အကြံလေးတစ်ခုလောက်ပေးရမယ်ဟေးဆိုလို့ရှိရင်ညီမသွားခြင်းတဲ့ပုံစံအကုန်မှန်းကြည့်တာနော်မီနီမားကတ်ပုံစံမျိုးစင်လေးတွေနဲ့ညီမသွားခြင်းတာစာရေးကရိယာနဲ့ cosmetic ကိုညနေချင်းဆိုင်မှာထားညမဘလို့ပဲစင်စင်စာရေးကရိယာနဲ့ cosmetic ကိုညနေချင်းဆိုင်မှာထားနေ cosmetic နဲ့ညနေချင်းဆိုင်မှာလဲမုတ်တို့အေးအေးတို့ပဲရှိပါစေစာရေးကရိယာရဲ့ညနေချင်းဆိုင်မှာလဲအဲ့မုတ်တို့အေးအေးတို့ပဲရှိပါစေเนาะအဲ့ဒါဆိုရင်တော့ညမအများကြီးအဆင်ပြေမှာပါလို့เนาะညမရေเนาะအကိုကတော့တိတ်နှံ့အောင်ဝင်ထအောင်ပါ